တကယ်ချင်းအချင်းချင်းเนาะအဲ့လိုတိချစ်ကြတာเนาะကြည့်ယောက်ျားလေးအချင်းချင်းလက်တွဲပြီးတော့ဗောနော်အင်ပြန်ကြတာအလုပ်ကနေโอเคဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်အနေငယ်ပြောချင်တာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာမြင်တွေ့နေတဲ့ဟာကတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံသားဖြစ်လည်းဖြစ်မယ်ဗောနော်ဒါမဟုတ်တာဘင်္ဂလားဒေ့ရှ်ဖြစ်မယ်ဗောနော်ကျွန်တော်တို့ဟောရွာဖက်မှာဗောနော်ဒီမြန်မာနိုင်ငံမှာလေးပဲဒါကျွန်တော်တို့မိကလေးအချင်းချင်းဖြစ်ပါစေတကယ်ချင်းတွေဗောနော်ဒီကျွန်တော်တို့ကြားမရွေးပါဘူးကျွန်တော်တို့ဒါအရန်အခင်းလို့ရှိရင်ကျွန်တော်တို့ဖက်ပြီးတော့သွားတယ်လက်တွေးပြီးတော့ဗောနော်အဲ့လိုမျိုးသွားနေကြဟုတ်တယ်ဒါပေမဲ့အခုကကျွန်တော်တို့ကဒီနိုင်ငံခြားဦးမှာဒီမလေးရှားမှာရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီအရာတွေဒီလိုမျိုးဗောနော်အရန်ခင်တာတော့မမပါဘူးဒီနိုင်ငံခြားမှာရောက်ပြီဆိုရင်တော့တတိထားစေချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ယောက်ျားလေးအချင်းချင်းအရန်ခင်လို့လက်တွဲပြီးတော့သွားသည်ဖြစ်စေမိကလေးချင်းချင်းအရန်ခင်မိပြီးတော့ပေါ့နော်လက်တွဲသည်ဖြစ်စေပေါ့နော်။ဆိုတော့အခုခေတ်မှာတော့ဒီအရန်ခေတ်စားနေတဲ့ကျွန်တော်တို့ LGBT တော့နော်လင်တူချင်းချစ်ကြိုက်တဲ့ဟာတွေဒီခေတ်မှာဆိုတော့လေနော်ဆိုတော့အထင်မြင်မှစေမယ်ပေါ့နော်ဆိုတော့မိကလေးချင်းချင်းလက်တွဲပြီးတော့သွားပြီဆိုရင်တော့အချင်းချင်းချစ်ကြကြိုက်ကြတာလားဆိုပြီးတော့ပေါ့နော်။လို့ရှိရင်ယောက်ျားလေးချင်းချင်းလက်တွဲပြီးတော့ရင်ပေါ့နော်ဒါဒီယောက်ျားလေးချင်းချင်းချစ်ကြတာဆိုပြီးအဲ့လိုမျိုးပေါ့နော်ဒါအမြင်လွှဲစေအထင်မြင်လွှဲစေတဲ့ဟာတွေဖြစ်တတ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါဒီလိုမျိုးလက်တွေ့ပြီးတော့သွားတာတော့ကိုယ့်အတွက်တော့ဒါပေါ့နော်အရင်ခင်လို့သွားတာဟုတ်တယ်ဒါမဲ့လေပေါ့နော်ဒါသူများအမြင်မှာကြတော့ဒါကျွန်တော်တို့ပေါ့နော်ဒါပြောစရာအထင်မှားစရာတွေဖြစ်တော့နိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေတတိထားစေချင်ပါတယ်လို့နော်အထူးသဖြင့်ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေပေါ့နော်ဆိုတော့ဒီနိုင်ငံမှာလေးပဲဒီလိုမျိုးတွေဖြစ်တဲ့အခါမှာတတိထားရအောင်ကျွန်တော်တို့ဒီပတ်ဝန်းကျင်နဲ့နော်သူများအလေးမှာပေါ့နော်ကျွန်တော်တို့လက်ရောညင်ထွေအောင်ပေါ့နော်နေထိုင်ကြဖို့ပေါ့နော်ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်လို့နော်ဆိုတော့ဒီလိုပြောတော့ဒါတမျိုးမထင်ပါနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးတကယ်ရှိပါတယ်ဆိုတော့တတိထားဆင်ခြင်ဖို့ရအတွက်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးအဖြစ်အနေငယ်ကောင်းထဲမှာပေါ်လာတဲ့အရာကိုကျွန်တော်ဒီလိုအနေငယ်ဝေမျှပေးတာဖြစ်ပါတယ်လို့နော်ဥမာလင်မယားနှစ်ယောက်ဆိုရင်တော့ဒါကိစ္စမရှိဘူးလေနော်ပို့ပြီးတော့မှကောင်းသေးတာပေါ့နော်လင်မယားနှစ်ယောက်ဆိုတာကတကယ်ပဲပေါ့နော်ဘေးတော့ဖြစ်နိုင်လို့ရှိရင်ပေါ့နော်ဒါလက်တွေးပြီးတော့သွားလို့ရှိရင်တော့ပို့ပြီးတော့ပေါ့နော်ချစ်နိုင်မယ်ပို့ပြီးတော့ဒါနော်သူများတွေသဘောကျစရာလေးဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ပြောတဲ့ဟာကဒါလင်မယားမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုမျိုးတငယ်ချင်းလက်တွေးပြီးတော့ပေါ့နော်သွားတဲ့ဟာတွေပေါ့နော်ဒီနိုင်ငံမှာတတိထားစေချင်လို့ပေါ့နော်ကျွန်တော်တတိပေးတဲ့အနေနဲ့ဖြစ်ပေါ့နော်ကျွန်တော်နေငယ်ပြောပေးသွားတာဖြစ်ပါတယ်လို့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုအစားဆုံးကြည့်ပေးတဲ့အားလုံးကိုသူပဲချစ်စွတင်ပါတယ်အားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုအတစ်တွေမှာပြန်လည်ပြီးတော့ဆုံကြမယ်နော်ဘိုင်ဘိုင်